ရှေ့တန်လွင်သတင်းမီဒီယာဌာနရဲ့ယနေ့နိုင်ငံတကာသတင်းချုပ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမတစ်ပုဒ်အနေနဲ့ထိုင်းနဲ့ပဋိပက္ခဖြစ်နေချိန်ကမ္ဘောဒီးယားရဲ့စစ်မှုထမ်းဥပဒေအသစ်အသက်ဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ကမ္ဘောဒီးယားရဲ့စစ်မှုထမ်းဥပဒေအသစ်စတင်သက်ဝင်လာပြီဖြစ်ကြောင်းဝန်ကြီးချုပ်ဟိုမာနက်ကမေလ25ရက်ကပြောကြားလိုက်ပါတယ်။စစ်မှုထမ်းဥပဒေကိုရှောင်ရှားသူတွေအနေနဲ့ထောင်9နှစ်ကြာခံရမှာဖြစ်တယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောပါတယ်။ဘရင်နာရိုဒွန်ဆီယာမိုနီဟာတရုတ်နိုင်ငံမှာသုံးလို့ဂရင်းကင်ဆာအတွက်ဆေးကုသနေတာကြောင့်စစ်မှုထမ်းဥပဒေကိုလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကယာယီနိုင်ငံခေါင်းဆောင်အဖြစ်မေလ23ရက်ကလက်မှတ်ထိုးတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကထိုင်းနိုင်ငံနဲ့တိုက်ခိုက်မှုတွေနဲ့ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ပြီးနောက်မှာကမ္ဘောဒီးယားရဲ့စစ်မှုထမ်းဥပဒေကတက်ဝင်လာတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရဲ့ဟိုတယ်တစ်ခုကိုရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းပြီးလူ52ဦးကိုမူရစ်ဆေးဝါးများနဲ့အတူဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ကွာလာလမ်ပူမြို့ရဲ့ဟိုတယ်တစ်ခုမှာမေလ24ရက်နေ့ကမူရစ်ဆေးဝါးသုံးစွဲမှုတွေပါဝင်တဲ့လိန်တူစုံမက်သူများပါတီကျင်းပနေချိန်ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့ရာလူ52ဦးကိုမလေးရှားအရာရှိတွေကဖမ်းဆီးလိုက်ပါတယ်။အစ္စလမ်ဘာသာဝင်လူအများစုနေထိုင်တဲ့မလေးရှားနိုင်ငံမှာလိန်တူစုံမက်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ထားပြီးအရက်ဖတ်ဥပဒေနဲ့အတူအစ္စလာမစ်ဥပဒေနဲ့လည်းတရားစီရင်မှုတွေရှိပါတယ်။ရှာရီယာဥပဒေကိုကျင့်သုံးနေတဲ့မလေးရှားမှာလိန်တူပြုမှုတွေနဲ့ကြားမခွဲခြားနိုင်တဲ့ဝတ်ဆင်မှုတွေကိုလည်းတားမြစ်ထားသလိုဓမ္မရာနဲ့ဆန့်ကျင်တဲ့လိင်မှုဆက်ဆံမှုကိုလည်းရာဇဝတ်မှုဖြင့်သတ်မှတ်ထားပါတယ်။အသက်22နှစ်ကနေ52နှစ်အရွယ်ရှိအမျိုးသားတွေကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရသူတွေထဲမှာလည်းနိုင်ငံသား28ဦးပါဝင်တယ်လို့သိရပါတယ်။တိကျစီးနင်းမှု၄ခုအတွင်းဒေါ်လာ26,021ဒေါ်လာတန်ဖိုးရှိမူရစ်ဆေးဝါးတွေကိုလည်းသိမ်းဆည်းရမိတယ်လို့မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံပတ်တာနီမြို့မှာမွတ်စလင်မျိုးသမီးတွေအဖြစ်ရုပ်ဖြတ်ထားတဲ့တနက်သမားတွေကရဲတပ်ဖွဲ့ဝင်တဦးရဲ့ဇနီးနဲ့ကလေးကိုတနက်နဲ့ပြစ်ခတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ထိုင်းနိုင်ငံတောင်ပိုင်းပတ်တာနီမြို့မှာ25ရက်နေ့ညနေကျောင်းလွှတ်ချိန်ကထိုင်းရဲတပ်ဖွဲ့ဝင်တဦးရဲ့ဇနီးဖြစ်သူနဲ့မွေးကိစ္စငယ်ကလေးတဦးကပတ်တာနီကျောင်းသို့ရောက်လာချိန်တွင်မွတ်စလင်မျိုးသမီးဝတ်စားတွေဝတ်ဆင်ထားတဲ့တနက်သမားတွေရောက်လာပြီးတနက်နဲ့ပြစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။တနက်နဲ့ပြစ်ခတ်ခံရသူရဲဝန်ထမ်းရဲ့ဇနီးဖြစ်သူမှာအဆိုပါကျောင်းကဆရာမဖြစ်ပြီးကလေးမွေးဖွားထားတဲ့အတွက်ခွင့်ယူထားသူလည်းဖြစ်ပါတယ်။မွတ်စလင်မျိုးသမီးဖြင့်ဟန်ဆောင်ထားတဲ့တနက်သမား၄ယောက်ဟာမော်တော်ဆိုင်ကယ်2စီးနဲ့ရောက်လာပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါပြစ်ခတ်မှုကြောင့်ရဲဝန်ထမ်းရဲ့ဇနီးဖြစ်သူသေဆုံးခဲ့ပြီးကလေးငယ်လည်းဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပြီး2လသားရွယ်၎င်းကလေးငယ်မှာလည်းထပ်မံသေဆုံးသွားတယ်လို့လူမှုကွန်ရက်တွေမှာရေးသားထားတာတွေ့ရပါတယ်။